ဆက်တက်လာပိုင်းမှာစိုးမယ်ဆိုပြီးတော့တကယ်ချင်းနေနဲ့ဒီနေ့လာမယ်ဆိုချိန်နေတာတကယ်ချင်းတယောက်ကမလိုက်တာအဲ့ကြောင့်ဟိုတလောတော့ကျွန်တော်ညက်တော့ပြောရလေဆက်လာပါတော့မှဆုံးမယ်ပြောဆက်လာဒီမှာရောင်းနှစ်ပိုင်းလောက်ကွဲနေပြီဟုတ်ရောင်းမိလိုက်ပါဟုတ်မလားရေးပြရမလားဒီတော့သေးပြီတော့သေးလားမလာတော့ဆိုကော်ဖီပါလည်းတော့ချက်ပြောနော်ဟုတ်ဟုတ်ကဲ့လေနော်အခုကကြတော့ကျွန်တော်က promotion စီရောတန်တယ်ဟုတ်လည်းဈေးနှိမ့်တာလည်းရှိရလေဟုတ်ကဲ့ဆရာဟုတ်အဲ့မဲ့ကျွန်တော်ကဈေးနှိမ့်သုံးတယ်ဆိုပြီးကြတော့လေဘလုံးပြီးတော့လုံးမပြောဟုတ်ဆရာဟုတ်ဈေးကောင်းသုံးလဲကျွန်တော်ကဒီလိုမျိုးဈေးနှိမ့်သုံးလဲဒီလိုပုံစံနဲ့လုပ်ပြဈေးနာပါနဲ့လုပ်ပြဟုတ်ကဲ့ကောင်းကောင်းလေးပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်အဓိကကွာတော့တော့ဆေးပေါ့နော်ဆေးပဲကွာတော့တန်တဲ့အရာရတော့ကွာမတော့ပြောတော့ခမီကနေတာများတာအဲ့ဒါတော့ကွာမုန်းစားမလားမဟုတ်ဘူးတော့ရတော့ရတော့ပြီလားဟုတ်ဒီလာကနေ့ကမှသမင်းစားလာတာဩတကယ်ကြီးနဲ့ခေါ်လာမယ်ဆိုခါထားတကယ်ကြီးညှို့ပေးလိုက်တယ်လေတကယ်ကြီးနဲ့ခေါ်လာမယ်ခါထားစတာပါကျွန်တော်ခေါ်မလာလဲပြင်းပါနော်ဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်လာတဲ့အဲ့ဒါဆိုတော့အများနဲ့စိတ်ချမ်းသာကြတယ်ဟုတ်ပေးရမလားရေးပေးရမလားဟုတ်ရေးပေးမယ်ရေးပေးပြန်နော်ဟုတ်ချိုးနေမှာနော်ဟုတ်တယ်စေတနာတွေပါလို့စေတနာတွေပါခုံအားစီးနေလားဟုတ်ရှိတယ်အားစီးနော်ဒါအားရကုန်ပြောရင်တော့ကျွန်တော်သိမ့်ပေးဟုတ်ကဲ့ဟုတ်ဆရာဟုတ်လောက်မှာနော်ဟုတ်ကဲ့ဟုတ်ရတယ်ပြန်လာခဲ့မယ်နော်ဟုတ်ကဲ့ဟုတ်